ပြန်စားလို့ရရဲ့ရင်လုံးမျောလင်းခြင်းနဲ့ရှင်သာအားမွေလိုက်ခြင်းဒီလိုမျိုးဆုံးသမှုကိုလေကြိုပြီးတော့မတီးခြင်းတရားကိုတွေးမိတယ်ဒါပေမဲ့လည်းစိတ်ရဲ့ဆန္ဒရှင်သာစရာဆိုလုံးဝမတွေးချင်ဘူးကွာဒီကွယ်လွန်ဆုံးမှုများဒေးကြစဉ်းစားမိရဲ့ဟိုစဉ်ကတည်းရဲ့ရဲ့တွေ့စိတ်ထဲရောက်ရှိလာဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးရောက်လို့နေမှလက်ပန်းချသလားပြင်လဲပြင်ကျလောကရန်ဒါတရားကိုဘာလို့လဲအစားထိုးလဲပါလဲရင်မချေခွဲရပြီတကယ်ကိုပြန်ပြီးတတ်တာရဲ့ဘုံမစိတ်ကြီးရလာဘယ်တော့မှ